ထိုလူသည်သူ၏ဥယေပြားကိုဆွဲလန့်ကြည့်လိုက်သည်သူ၏ဥကောင်းခုံတစ်ခုလုံးတွင်အရေးကြီးမှုများပြည့်နှက်နေခဲ့သည်သူသည်ရင်းတို့ထဲမှတစ်ခုကိုအသာအရာဖိညစ်လိုက်သည်ထိုအရေးကြီးမှုပေါက်ထွက်သွားပြီးအရေးများပန်းထွက်လာခဲ့သည်ချက်ချင်းပင်ဆူရပြီးစိတ်သက်သွားစေသောနာကျင်မှုတစ်ခုကသူ၏ဥကောင်းကိုဖျက်ဆီးသွားခဲ့သည်ထို့နောက်မမျှော်လင့်ထားသောအရာတစ်ခုဖြစ်ပျက်ခဲ့သည်ပေါက်ထွက်သွားသောအရေးကြီးမှုထဲမှသေးငယ်နုနယ်သောစံကြီးမြင့်တစ်ပင်ဖြည်းချင်းထွက်ပေါ်လာခဲ့သည်ကြောက်ရွံ့မှုများချက်ချင်းပင်ပျောက်ကွယ်သွားပြီးအတိုင်းအဆမဲ့ဝမ်းမြောက်ပီတိဖြစ်မှုဖြင့်အစားထိုးသွားခဲ့သည်ထိုလူသည်ထိပ်ပြောင်နေခဲ့သည်မှာနှစ်ပေါင်းများစွာကြာပြီဖြစ်သည်လွန်ခဲ့သောရက်အနည်းငယ်ကသူသည်အင်တာနက်မှတဆင့်သပင်ပေါက်ဆေးတစ်ပူကိုမှာယူခဲ့သည့်အသုံးပြုပုံလမ်းညွှန်ချက်ကိုဖတ်ကြည့်သောအခါသူခေတ္တမျှဝေခွဲမရဖြစ်သွားခဲ့သည်အဘဲကြောင့်ဆိုသောမသုံးဆွဲမီသပင်အလုံးကိုရိပ်ပစ်ပါဟုရှင်းလင်းစွာရေးသားထားသောကြောင့်ဖြစ်သည်သူသည်မိမိ၏ပြောင်စင်နေသောဥယေပြားကိုကြည့်ပြီးကြက်ရှိနေသေးသောသပင်အနည်းငယ်ကိုပါရိပ်ပြရန်ဆုံးဖြတ်လိုက်သည်အလုံးအစင်သစ်ဖြစ်သောအခါသူသည်ဆေးပလင်းကိုဖွင့်လိုက်သည်ရင်းထဲမှပြစ်ချွဲနေသောအမဲရောင်ရည်များထွက်ပေါ်လာခဲ့သည်ဆေးကိုစတင်လူရန်ပြင်ဆင်လိုက်ချိန်မှာပင်သူသည်ထူးဆန်းသောအရာတစ်ခုကိုသတိပြုမိသွားသည်ထိုအရေးသည်သူ့အလိုလိုလှုပ်ရှားနေခြင်းပင်ဖြစ်သည်ထိုလူသည်ချက်ချင်းပင်စွန့်အမင်တက်သွားခဲ့ရပြီးနောက်ပလင်းပေါ်တွင်ရိုက်နှိပ်ထားသောယုံကြည်စိတ်ချရသည့်အပြုံးမျက်နှာပုံလေးကိုပြန်ကြည့်ကာဆက်လက်လှုပ်ဆောင်ရန်ဆုံးဖြတ်လိုက်သည်ထိုအရေးသည်သူ၏ဥယေပြားနှင့်ထိတွေ့မိသည်နှင့်တပြိုင်နက်ဥယေပြားပေါ်တွင်မြဲမြံစွာကပ်တွေ့သွားခဲ့တော်သည်ရုတ်တရက်ထိုအရေးနှဲငယ်သည်သူ၏မျက်လုံးထဲသို့ဆင်ဝင်သွားခဲ့သည်သူသည်ရေချိုးခန်းထဲသို့အပြင်းထန်ပြေးဝင်သွားပြီးမျက်လုံးများကိုရေတန်းဖြင့်အကြိမ်ကြိမ်ဆေးကြောပစ်လိုက်သည်သူမှန်ထဲတွင်ပြန်ကြည့်လိုက်သောအခါအရာအလုံးပုံမှန်အတိုင်းဖြစ်နေပုံရသည်သူလည်းဘာမှဆက်မတွေးတော့ပဲအုတ်ထုတ်တစ်လုံးစောင်းလိုက်ပြီးနောက်သပင်များအမြန်ပေါက်လာမည့်အချိန်ကိုအေးအေးလူလူထိုင်ဆောင်နေခဲ့သည်သူလုံးဝမသိရှိခဲ့သည်မှာကြောက်မက်ဖွယ်ကောင်းသောအရာများကစတင်နေပြီဆိုသည်